လာပါကျွန်တော်ကတော့ဒေါက်တာတစ်ဆလာဖြစ်ပါတယ်မြန်မာနိုင်ငံစီဂျူတူဂျူယောဂတင်ရဲ့ဥက္ကဋ္ဌအနေနဲ့တာဝန်ယူပြီးတော့တာဝန်ထမ်းဆောင်လက်ရှိပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့စီဂျူတူဂျူယောဂမိုင်းပလန်သုံးကြတဲ့ metformin ကိုအကျိုးရှိနဲ့မှန်မှန်ကန်တဲ့သုံးချရေးနဲ့ပတ်သက်ပြီးတော့လွှဲမနဲ့ယူဆတွေကိုပြန်လည်ပြင်နိုင်အောင်နဲ့စေဝါပေးတဲ့အခါမှာ dosage ကိုမှန်မှန်ကန်ပေးနိုင်အောင်ကျွန်တော်ကရည်ရွယ်ပြီးတော့ဒီနေ့ဆွေးနွေးပွဲကိုဒီနေ့ဆွေးနွေးမဲ့အခန်းအကြောင်းအရာဆွေးနွေးမှာဖြစ်ပါတယ်metformin နဲ့ပတ်သက်လို့လူနာတွေဘက်ကနေပြီးတော့အမှတ်မှားတာအတိမှားတာရှိပါတယ်အဲ့ဒါကိုတချို့လူနာတွေမကဘူးတချို့ဆရာဝန်တွေကပါလိုက်ပြီးတော့အဲ့တိုင်းလိုက်ပြီးတော့အမှတ်မှားတာလိုက်ပြီးတော့ပြီးရစီးပြီးတာမှားနေတယ်ပေါ့metforminလို့ပြောလိုက်လို့ရှိရင်လူတွေကmetformin တောက်လို့ရှိရင်ကြောက်ကပ်ပြတ်တယ်ဆရာကြောက်ကပ်ပြတ်တယ်ဆရာဆိုပြီးတော့metformin တောက်လို့ကြောက်ကပ်ပြတ်တယ်ဆရာကြီးကျွန်မ metformin တောက်တော့ကြာနေပြီအဲ့တော့ကျွန်မကြောက်ကပ်တွေများပြက်ကုန်လားမသိဘူးဆိုပြီးတော့လာမေးတဲ့လူတွေရှိတယ်ဒါမှမဟုတ်တချို့ကလည်း metformin စပြီးပြေးတော့မယ်စီးကျိုစပြီးတော့တိတယ်ပေါ့တိတယ်ပါဆရာ metformin တောက်လို့ပြောပါမယ်ကျွန်မကြောက်ကပ်တွေပြက်ကုန်လို့ကြောက်ကပြက်ကုန်မယ်ဆိုပြီးတော့မေးရစပြီးတော့ပေးကစားမှာရောပေးတာကြာလာတဲ့ခါမှာရောလူတွေကအဲ့လိုတွေ့ဝေလာတာရှိတယ်ဒါတွေကိုကျွန်တော်လွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကကျွန်တော်တို့ထုတ်တဲ့ journal တစ်စောင်ထဲမှာကျွန်တော်တို့စပြီးတော့ metformin နဲ့ပတ်သက်ပြီးတော့သတင်းမှားပေးတာပေါ့ misconception လို့ခေါ်တယ်အမှတ်မှားတာတွေတခုပါခဲ့ဘူးတယ် metformin ကိုmetformin ကြောက်ကပ်ပစ္စည်းတယ်နော်ကြောက်ကပ်ပစ္စည်းတဲ့အတွက် metformin ကိုကြောက်ကပ်ပစ္စည်းနေလို့ရှိရင်ကြောက်ကပ်ယောဂမျိုးမှာပြီးလို့မရဘူးဆိုပြီးတော့အဲဒီစာရေးဆရာတယောက်ကနေပြီးတော့ရေးခဲ့တာကျွန်တော်တို့စပြီးတော့အမှတ်ရနေတယ်လွန်ခဲ့တဲ့15နှစ်လောက်ကပေါ့အဲ့တော့15နှစ်လောက်မကတော့ပေါ့လွန်ခဲ့တဲ့16နှစ်လောက်ပတ်ဝန်းကျင်လောက်ကစရေးတယ်အဲ့ဒီနောက်ပိုင်းမှာလူတွေကအဲ့ဒီဟာကိုမှတ်မိနေတယ်မှတ်မိနေပြီးတော့ metformin တောက်လို့ရှိရင်ကြောက်ကပ်ပြတ်တယ်ဆိုပြီးတော့တကယ်တော့ metformin ဆိုတာကြောက်ကပ်ယောဂရှိလို့ရှိရင် metformin မသုံးရဘူးလို့မဆိုလိုပါဘူးနောက်ကြောက်ကပ်ယောဂဆိုတာလည်းတကယ်ပြောတော့ကျေပြန့်သွားကြည့်ရကြောက်ကပ်ယောဂဆိုတာကြောက်ကပ်မှာဘယ်လိုယောဂဖြစ်ကြောက်ကပ်ယောဂပဲပေါ့ဆိုတော့စီလန်းကြောင့်မပိုးဝင်လဲဒါကြောက်ကပ်ယောဂပဲကြောက်ကပ်မှာပိုးဝင်တာလဲကြောက်ကပ်ယောဂပဲနောက်ကြောက်ကပ်ရောက်နေပေါ့ glomerulonephritis လို့ခေါ်တယ်အဲ့လိုမျိုးကြောက်ကပ်ရောက်နေယောဂတွေလည်းကြောက်ကပ်ယောဂပဲဆိုတော့ကြောက်ကပ်မှာကြောက်တယ်ရင်လည်းဒါလည်းကြောက်ကပ်ယောဂပဲအဓိကဆိုချင်တာကတော့ကြောက်ကအလုံးမလွတ်တော့တဲ့ချိန်ပေါ့ renal failure ပေါ့ကြောက်ကအလုံးမလွတ်တော့တဲ့ချိန်ဒီမှာဆိုရင်တော့metformin ကိုမပေးရဘူးလို့လွန်ခဲ့တဲ့15နှစ်ကအယူဆအဲ့လိုပြောတာပါအဲ့ဒါကိုအဲ့ဒီစာရေးဆရာကနေပြီးတော့metformin ကိုကြောက်ကယောဂမှာမသုံးရဘူးလို့ပြောလိုက်တာအဲ့ဒီအယူဆကျေပြန့်ဖြစ်သွားပြီသူတွေကဥနောက်ပိုင်း metformin တောက်လို့ရှိရင်ကြောက်ကထိခိုက်တယ်အထိလိုဖြစ်လာတယ်အစက metformin ကြောက်ကယောဂမပေးရဘူးဆိုပြီးအယူဆမှားတာနေပြီးတော့နောက်ပိုင်းကျတဲ့အခါကျတော့ metformin တောက်လို့ရှိရင်ကြောက်ကပျက်စီးတယ်ဆိုတဲ့အထိအယူဆတစ်စင်ထပ်မှားလာတယ်ပေါ့အဲ့တော့ပထမအယူဆကကြောက်ကယောဂမှာဆိုတဲ့ညမှာကြောက်ကယောဂအားလုံးမဟုတ်ဘူးကြောက်ကပျက်စီးသွားရင်ပေါ့ကြောက်ကပျက်စီးသွားရင် metformin ကိုပေးလို့မရဘူးဒါလွန်ခဲ့တဲ့15နှစ်ကယူဆအဲ့ဒီယူဆလည်းမဟုတ်တော့ဘူးအခုမနှစ်ကစပြီးကျွန်တော်ပြင်ရတယ်နော်ကြောက်ကပြက်ပြင်မဲ့လည်းကျွန်တော်ပေးလို့ရတယ်ဆိုကျွန်တော်နောက်ပိုင်းဆက်ပြီးပြောပါမယ်အဲ့တော့အဓိကတော့ metformin ကိုပေးလို့မရဘူးဆိုတော့ကြောက်ကပျက်စီးနေလို့ရှိရင်ကြောက်ကကအလုံးလုံးနေလို့ရှိရင် renal failure လို့ခေါ်ပါတယ်ကြောက်ကအလုံးမလို့တဲ့ယောဂကျလို့ရှိရင် metformin ကိုတတိယထားပြီးပေးတယ်နဲ့တိတ်ပြီးပျက်စီးနေလို့ဆိုရင်တော့ကြောက်ကပျက်စီးနေပြီအလုံးလုံးနေအလုံးမလို့တော့ဘူးဆိုရင်တော့ကြောက်ကယောဂမှာကျွန်တော်တို့ metformin မပေးသင့်ဘူးပေါ့ဒီလိုနောက် metformin ပေးလို့ရှိရင်ကြောက်ကပျက်စီးတယ်ဆိုတာအဲ့ဒါတော့လုံးဝမဟုတ်ပါဘူးเนาะကြောက်ကပျက်စီးတဲ့အကြောင်းကအဓိကတော့ဗာလဲဆိုတော့စီဂျိုရှိတဲ့လူနာတယောက်နေစီဂျိုသေချာမခုဘူးခုတဲ့ခါကျတော့စီဂျိုသွေးကြိုပေါ့သွေးထဲမှာသွေးကြိုဓာတ်တွေများတယ်များလို့ရှိရင်နောက်ဆက်တွဲအနေနဲ့သူကသွေးကြောငယ်များကိုဖြစ်တဲ့နောက်ဆက်တွဲယောဂထိတယ်သွေးကြောငယ်များဆိုတဲ့နေရာမှာယောဂ3ခုရှိပါတယ်မျက်စိမှာရှိတဲ့မျက်စိအမြင်လာမှာရှိတဲ့သွေးကြောငယ်များထိတယ်အဲအကြောင်းမျက်စိအမြင်လာဖြစ်စီတဲ့ retinopathy ဆိုတဲ့ယောဂဖြစ်တယ်စက္ကူမြင်ဆုံးရှုံးနိုင်တယ်နောက်တစ်ခုက nephropathy လို့ခေါ်တဲ့ကြောက်ကပ်မှာရှိတဲ့သွေးကြောတိတိတိထိခိုက်တဲ့အတွက်ကြောင့်မလို့နော်ကြောက်ကပ်မှာအလုံးလုံးချင်းကိုအစာပိုင်းမှာတော့စီးထဲမှာကျွန်တော်အသားတတိပါလာတယ်ပါလာပြီးနောက်ပိုင်းကျတော့ cherry ရောက်နေနောက်ဆုံးကြောက်ကမလွတ်တော့ဘူးကြောက်ကလုံးမလွတ်တော့ဘူးအထိဖြစ်သွားတတ်တယ်အဲ့ဒါလည်း nephropathy ကြောင့်ဖြစ်တာပေါ့ကြောက်ကသွေးကြောသီးတွေကိုထိတဲ့အတွက်ကြောင့်ဖြစ်တာ
နောက်သူကြောင့်ငယ်လေးတွေကိုထိလို့ဖြစ်တဲ့ယောဂတစ်ခုကတော့ခြေထောက်တွေလက်တွေကိုသွားတဲ့အာယုံကြောတွေမှာရှိတဲ့သူကြောတိတိလေးတွေအဲ့ဒါကြတော့ neuropathy လို့ခေါ်တယ်အဲ့တော့ခြေထောက်တွေထုံနေကျင်နေကြိုက်တယ်ဒါမျိုးယောဂတွေဖြစ်နေတယ်ပေါ့အဲ့ယောဂသုံးခုတည်းကအဓိကဖြစ်တဲ့အကြောင်းရင်းကတွေးကြတက်ကတဆိုင်မဲ့ပေါ့များပြားနေတဲ့အတွက်ကြောင့်မို့သူကြောငယ်လေးတွေထိပြီးတော့နောက်ဆုံးသူကြောလေးတွေရနေပြီးတော့သွားနေတဲ့organ လို့ခေါ်တဲ့အစိတ်ပိုင်းတွေကပျက်စီးသွားတာဖြစ်တယ်အဲ့တော့ကြောက်ကယောဂမက်ဖော်မင်းကြောင့်ကြောက်ကယောဂပြတ်တာမဟုတ်ပါဘူးအဓိကတော့သွေးကြိုထိမ့်သိမ်းမှုမကောင်းတဲ့ကြောင့်သွေးကြိုတက်ကတောက်လျှောက်ကိုများနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကြောက်ကပျက်စီးခြင်းဖြစ်တယ်မက်ဖော်မင်းကြောင့်ကြောက်ကကိုလုံးဝပျက်စီးပါဘူး